အလုပ်ရွေးချယ်တဲ့အချိန်မှာပါအလုပ်ရွေးချယ်ရမလဲရွေးချယ်ရမယ့်အလုပ်ကကြတော့ပညာကိုရမယ်ပတ်စံကိုရမယ်အဲ့ဒီအလုပ်ကိုရွေးချယ်နိုင်တယ်အဲ့ဒီအလုပ်ကိုလုပ်ခွင့်ရှိတယ်ဆိုရင်ကံအရန်ကောင်းတယ်ဘာလို့လဲဆိုတော့ပတ်စံတစ်ခုတည်းပဲရနေတဲ့အလုပ်ဆိုရင်ရှေ့လျှောက်မှာကိုကတဖြည်းဖြည်းအသက်ကြီးလာမယ်အသက်ကြီးလာတဲ့နဲ့အမျှပတ်စံတစ်ခုတည်းပဲရပြီးတော့ပညာမရတဲ့အလုပ်ဆိုရင်နောက်ပိုင်းမှာကိုယ့်ချေကိုယ့်လက်ဖြစ်လာနိုင်ချေမရှိဘူးကိုယ့်ချေကိုယ့်လက်ဖြစ်လာနိုင်မဲ့အသက်မွေးဝမ်းကြောင်းမရှိဘူးပေါ့နော်အဲ့တော့အလုပ်ရှာလုပ်မယ်အခုဆယ်ကျော်တက်လေးတွေဘာလို့ရမှန်းမသိဘူးအလုပ်ရှာတဲ့အချိန်မှာဆိုရင်ပညာကိုရမယ့်အလုပ်ပညာကိုပတ်စံကိုတစ်ခါလေးရမယ့်အလုပ်ကိုရှာပေါ့နော်အဲ့လမ်းပေါ်သွားပြီးတော့နောက်ပိုင်းကျရင်ကိုပညာရလာတယ်ဆိုရင်ကိုတိုင်းစီးပွားထောင်လို့ရတယ်ကိုချီကိုလက်ဖြစ်သွားနိုင်တဲ့အလုပ်တစ်ခုကိုတီထောင်နိုင်တယ်အကယ်၍အဲ့လိုအလုပ်ကိုမရှာနိုင်သေးဘူးဆိုရင်ကယ်၍ပတ်စံတစ်ခုတည်းပဲရမယ့်အလုပ်ကိုလုပ်မယ်လို့စဉ်းစားထားတယ်ဆိုရင်နည်းနည်းပတ်စံများရတဲ့အလုပ်ကိုလုပ်ဘာလို့လဲဆိုတော့ပညာလည်းမရမဲ့အတူတူပတ်စံများရမှပဲအဲ့ပတ်စံကိုစုပြီးတော့ကိုကတခြားအရင်နီးတွားလုပ်ပြီးတော့ကိုဘဝတိုးတက်နိုင်မယ်ပေါ့နော်အဲ့တော့လူငယ်တွေကိုအတိတ်ကပြောချင်တာကအလုပ်လုပ်မယ်ဆိုရင်ပတ်စံကိုပညာကိုတစ်ခါတည်းရမဲ့အလုပ်ကိုလုပ်ရင်လုပ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ပတ်စံများရတဲ့အလုပ်ပညာမရဘူးဆိုရင်တော့ပတ်စံများရတဲ့အလုပ်ကိုလုပ်ကောင်းတဲ့အလုပ်ကိုပြောတာနော်မကောင်းတဲ့အလုပ်ကိုတော့မလုပ်နဲ့ပတ်စံများရလာတယ်ဆိုရင်မတုံးပြင်းနဲ့စုထားဆောင်းထားအဲ့ဒီကနေပြီးတော့အရင်နီးလုပ်ပြီးတော့ကိုယ့်ဘဝတိုးတက်စေနိုင်တယ်ပေါ့နော်ဒီဟာလေးလာပြောပြပေးတာပေါ့နော် subscribe လုပ်သွားပေးအောင်နော်